Mobile Legends နဲ့အချောဆုံး hero များဒီနေရာမှာရှိတဲ့အချောဆုံး hero တော့လည်းထောက်မှန်းပြပါတယ်။ဆောင်းကတော့ဘာလို့အချောဆုံး hero လဲဆိုတော့ဆောင်းရဲ့ history ရပါတော့ဆောင်းက Mobile Legends မှာလူမုန်းလေးများလို့လူရှိလို့ခင်တော်တော်လေးများပါတယ်။လူမုန်းများတဲ့အကြောင်းအရာတောင်းချင်မခိုင်းတဲ့လူတွေများလို့ပါ။လူရှိလို့ခင်ကတော့သူ့ရဲ့ဒီstyle ကိုတော်တော်လေးမိုက်တယ်။ဆောင်းရဲ့ကဆောင်းဆိုသူ့ရဲ့ history ကတော်တော်ကြီးပဲကြောက်လို့ဖြစ်ပါတယ်။ဘယ်လိုထင်တော့ဆောင်းမှာ history ကဆောင်းမှာဆောက်ရှိရဘယ်လိုလဲ။ငါ hero ကောင်ကျွန်တော်ရဲ့လင်းမဲဖြစ်ပါတယ်လင်းရတော့ဘာလို့အရင်အားယူချောရဆိုသူ့ရဲ့ face ချောက်ပါသူ့ရဲ့ဟီရိုပေးဆိုင်နေလုံးဝထားကြတယ်ဒါမသိ6ချောရေးပုံစံဘာလို့ဖြစ်တယ်အဲ့တော့ကျွန်တော်ဒီ mobile ရဲ့ hero ထဲမှာသူ့ကြည့်တဲ့အခါမှာလင်းရနဲ့အချော hero တွေမှာပါဝင်ပါတယ်အဲ့တော့အချော hero တွေမှာပေါ့နော်ပြီးတော့ hero ကောင်ကျွန်တော်တို့ပြန်မနိုင်လန်စီလောပဲဖြစ်ပါတယ်လန်စီလောကတော့ဘာလို့အကြိုက်များလဲဆိုလန်စီလောကတော့ကျွန်တော်တို့ထောင်းလိုမျိုးပါပဲထောင်းလိုပုံစံမျိုးသွားရပါတော့လန်စီလောပဲကိုဆက်ထိုးလိုက်ပါဟောမသိနော်လန်စီလောကတော့ထောင်းလိုပဲတော့ရှိရအားလွယ်သိတယ်လန်စီလောရဲ့ history ရဲ့လန်စီလောကလေတော်တော်လေးကိုသူ့ရဲ့ skin လေးဘာတွေတော့ perfect ဖြစ်တယ်သူ့ရဲ့ play style တွေကလူကြိုက်များ hero တယောက်လည်းဖြစ်ပါတယ်လန်စီလောရဲ့ play ကတော်တော်လေးကိုလည်းလမ်းပါတယ်ပြီးတော့လန်စီလောနဲ့လန်စီလောကတော့တော်တော်6မှာဆို6ရဲ့hero 6ရဲ့girlfriend ကကျွန်တော်တို့ Angela လန်စီလောရဲ့ girlfriend အိုတက်အဲ့လိုပါပဲเนาะအဲ့တော့လန်စီလောကလည်းတကယ်ကိုကောင်းကြည့်ပဲတယောက်ဖြစ်ပါတယ်ဟုတ်